Okay ဒီတစ်ချင်းကိုဘလို့ကြားလိုက်ပြီဆိုတာနဲ့ဘာလဲဆိုတာသိနော်ထိမိတ်တွေကိုသူက save လုပ်မှာ okay ဘုံမှာပေးချလိုက်ပြီးသားတွေကို case တော့ဒီနာတန်လေးကိုဘလို့ကဲပါလဲချက်လို့ရှိုးမယ်ကိုယ်ထိမိတ်နဲ့ဘလို့တိကွာလဲတိုက်ရရှိုးလိုက်ဟိုရဂျီဆန်လေးကဝင်ခါနီးနေပြီနော် what the heck ရှိုးလောက် oh my god ကွာတီလောက်လေလိုတော့တာကွာဒီလားလုံးဝကွာနီးကက်လေအဲ့ဒါကိုမှကာတဲ့သူကတော့ဂျူလီယန်သူက spare ရတဲ့တရား3ရကာပေးတာကွာ okay ကာပေးတာအဆင်ပြေတယ်ဆိုတော့ at တဲ့နေနေရရောဘယ်လိုလုပ်ပြီးထက်ကာပေးမှာလဲ okay ချောင်းကကျူ3စင်းကိုစောက်နေခါမှသူဝင်းချန်3လိုက်တယ်အဲ့မှာကျူ3စင်းကန်တယ်ခင်ဗျာထိမိတ်ကောလို့ဆိုတာအဲ့လိုမျိုးနော်တကယ်ကောက်ထိမိတ်လို့ဆိုတာခုလိုမျိုးသားကြီးလို့တော်ရှားရနော်အဲ့ဒါမနောက်တာကြီးခုလိုထိမိတ်နဲ့ဘူးကြော်ပိုးစာကြီးကတော်လေးရှားတဲ့ထဲပါတယ်ကွာမှန်တယ်ပြောလို့ရှိရင်ကိုယ်တငယ်ချင်းတော်မှာတခါလေကိုကြီးချင်းမကိုကြီးမယ်နော်ခုလိုမျိုးတူလေး bro မှာရှိလားရှိလို့ရှိရင်ဒီဘက်ကောက်ချက်လောက်ဝင်းပြီးတော့မှ match လေးခေါ်တော့ပေးကြအောင်တာကြီးလောကမှာတော့မရှိပါဘူး